ကဲဒီနေ့မှာဇီလောင်းရဲ့ item ပြရနော် brand မှာ3သိန်းလားမ3သိန်းလားဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်အောက်မှာချပြပြဒီ item လေးပေါ့နော်ကျွန်တော်တို့အမှန်တရားပဲပြောတာနော်လုံးဝ3သိန်းနဲ့3သိန်းနဲ့မ3သိန်းမ3သိန်းမကြောက်ဆဲခံရမှာဆိုသိရမလားဘာတောင်းအနေနဲ့ဆဲခံရမှာတော့စကင်းရှိမှုလို့လိုရနော်ကျွန်တော်နော်စကင်းရှိမှုလို့လိုရကျွန်တော်ဆော့ပြထားတဲ့ဗီဒီယိုလေးကျွန်တော်ပြမယ်နော်တကယ်ကိုမိုက်ကြနော်အိုင်ရန်ကတော့ကျွန်တော်ပြောပြမယ်ကြာနော် Galaxy မှာလည်းတုံးလို့ရတယ်လို့ RAM မှာလည်းတုံးလို့ရတယ်အဓိကတော့ Hero Light ကိုကြည့်ပြီးတော့တုံးပေါ့နော်အပြော့တွေပါတယ်ဘို့ကောင်းတာကျွန်တော်ဆော့လိုက်ဗီဒီယိုလေးပေါ့နော်တွေ့ရနော် Ali Game ပဲရှိသေးတယ်နော်မ 2K တော့ KB ပါပြီပေါ့နော် Ali Game ပဲရှိသေးတယ်မနှစ်ကောင်လုံးဖြုတ်ရနှစ်ကောင်လုံးမြေ Easter ကို show ဘာမှလုပ်လို့မရဘာမှ hero တွေပါတယ်နောက်တက်မှာကြံခဲ့ show funny ဘာမှလုပ်လို့မရဘူးရန်ကောင်းတဲ့ funny မှာမရမ်းမောင်းကြွေးပလိုက်တယ်သိရမလားဘာသာလို့ပဲ show ပြနော်ကဲကျွန်တော်ဗီဒီယိုလေးကြိုက်နေတဲ့ဆိုလို့ရ subscriber လေးပေးပြီး like လေးချက်တော့နှိပ်ခဲ့ပါဘာသာလို့နော် okay ဘာသာ show ပြနော် okay ဘာမှလုပ်လို့မရဘာမှလုပ်လို့မရလုံးပိုင်ဝင်တော့မရှိမ show ပြ funny ဘာလာရောင်နေမဲမလို့ funny ခါအပြီးဖြုတ်တယ်သိရမလားကျွန်တော်ဗီဒီယိုကတော့လောင်းက3သိန်းနဲ့ဆို3သိန်းနဲ့မ3သိန်းမ3သိန်းပြောမယ်နော် okay မ show funny လောက်တော့သနာတယ် funny လောက်တော့လုံးဝသနာတယ်သိရမလားနော်ဒါမှ idea နဲ့ချောင်းမရှိသေးရနော်ဖက်တော့မဆက်ကြ idea နဲ့ချောင်းမရှိသေးတယ် show နော် Masman လေးမှာကျွန်တော်လုံးဝ solo သွားတာနော် solo ကေးတာဘာမှလာလို့ funny ဘာမှလုပ်လို့မရတာဒီဘွဲကြီးက show Moscow လည်းဘာမှလုပ်လို့မရဘူး show scale 2 နဲ့ scale 1နဲ့ကိုပြောင်းနေတာကိုသိရမလားမ show Moscow ဘောကတော်တော်တနာဖို့ကောင်းတာဒါပေမဲ့ဒီဘွဲကနိုင်သွားလားရှုံးသွားလား brother တို့ပဲကြီးကေးက7ကီဖြစ်သွားပြီနော် brother show မဒါဘကီဖဘကီရရမ funny ဆိုဘာမှလုပ်လို့မရအောင်ချောင်းသွေးပြည့်နော်သွေးပြည့်ရလုံးဒုံးကိုရသွားတာကဲ brother တို့ပဲကြည်ပါတော့ဒီ class ပဲဖြစ်ဖြစ် RAM ပဲဖြစ်ဖြစ်ဒီ item ကတော့ဖြီးလို့လိုက်ပုံကအမှားဒီမပါရင်တော့သုံးသိပါတယ်အမှားပါလဲ view size ကြမလို့ပါဘူးနော် item လေးပြန်ချိန်ပြီးသုံးလိုက်ပါလုံးဝကိုအဆင်ပြေပါတယ်ပေါ့နော်လုံးဝကိုအဆင်ပြေပါတယ်ကဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် subscribe လေးလုပ်ပြီးပါကျွန်တော်မဖင်ရပြီးတော့ကျွန်တော်ဖင်ရပြီး item တွေကိုဖြုတ်လိုက်တာဘာလို့တွေ့လိုက်လားနိုင်မီထီမီဖင်ရ item တွေကိုဖြုတ်လိုက်တာအဲ့ဖင်ရပြီးကျွန်တော်တို့ဖင်ရပြီးမဖြုတ်ကြပါနဲ့လို့ပြောတယ်နိုင်မီထီမီတော့ကိုလူကြီးတာဝါထဲမှာ record သွားပြရမယ်သိရမလားနော်အကွက်တွေတော့ရှိတယ် okay show ဖျားပြီးတော့ item တွေမဖြုတ်ကြပါနဲ့ဒီဝဲတော့ရှုံးသွားပါတယ်ခင်ဗျာရှုံးသွားပါတယ်